အားလုံးပဲမင်္ဂလာပါခင်ဗျာ Football Tip by AG YouTube and TikTok channel ကနေပြီးတော့နှွေးထွေးစွာကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ညမှာတော့ကျွန်တော်အနေနဲ့အကြိုက်ဆုံး၃ပွဲလေးကိုကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီညမှာတော့ဂျာမန်ဘွန်တက်လီဂါပြင်သစ်လီဂူအင်္ဂလန်ချန်ပီယံရှစ်ဆိုတဲ့ပွဲစဉ်၃ပွဲကိုကျွန်တော်သုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါပထမဆုံးပွဲအနေနဲ့ဂျာမန်ဘွန်တက်လီဂါပွဲစဉ်ပဲဖြစ်ပါတယ်ခင်ဗျာလီဗာပူးစဉ်နဲ့ပူချန်ပွဲစဉ်လေးကိုကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပေါက်ကြီးရတော့အေရှန်လီဗာပူးစဉ်အသင်းရတော့2+35ဂိုးပေါင်းကြီးအနေနဲ့3လုံး50ရှုံးဆိုတဲ့ကြီးလေးကိုဖွင့်လှစ်ထားတာကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာထူးခြားချက်အနေနဲ့head to head ကိုပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဘူချန်အသင်းအနေနဲ့လီဗာပူးစဉ်အိမ်ကွင်းမှာဂိုးရရှိအောင်စားဆောင်ထားနိုင်ခြင်းကိုကျွန်တော်တို့တွေ့ရှိရခြင်းမရှိခဲ့ပါဘူးခင်ဗျာဆက်လက်ပြီးတော့ဧည့်သည်အသင်းအနေနဲ့အသင်းရဲ့တန်းစင်းဆောင်ရုံးအားကြောင့်ဒီညမှာလီဗာပူးစဉ်တို့အခက်တွေ့လာနိုင်တာကိုကျွန်တော်တို့မြင်နေရပါတယ်ခင်ဗျာလီဗာပူးစဉ်အသင်းရဲ့အဓိကကစားသမားဖလိုရီယန်ဘတ်စ်မပါဝင်နိုင်ပေမဲ့နိုင်ငံပွဲမှာဂိုးတွေဆက်တိုက်တွင်းလာနိုင်တဲ့ချက်တိုက်ဆင်မှုရှရစ်ကြောင့်ဂိုးရနိုင်ပါတယ်ခင်ဗျာတန်းစီဆောင်ရုံးအားရှိတာကြောင့်ဘူချန်အနေနဲ့ဒီနေ့ညမှာတော့ဂိုးတစ်ခုလောက်တော့ရနိုင်ချေများနေတာကိုလည်းကျွန်တော်တွေ့မြင်နိုင်ရတာကြောင့်ဒီနေ့ပွဲလေးကို2-1လောက်ကနေပြီးတော့စပြီးသွားနိုင်တဲ့အတွက်ကြောင့်ဂိုးပေါင်းကြီး3လုံး50မှာဂိုးပေါ်လေးနဲ့ပဲရင်းနှီးမှုပြုလုပ်တင်ပါတယ်ခင်ဗျာဒုတိယပွဲစဉ်အနေနဲ့ Stratford အသင်းနဲ့လိုင်ယွန်ပွဲစဉ်လေးကိုသုံးသပ်ပေးချင်ပါတယ်ခင်ဗျာပေါက်ကြီးကဧည့်သည်လိုင်ယွန်အနေနဲ့ level 15ပြဂိုးပေါင်းကြီး3+45ဆိုပြီးဖွင့်လှစ်ထားတာကိုမြင်တွေ့ရပါတယ်ခင်ဗျာလိုင်ယွန်အသင်းအနေနဲ့တော့နောက်ဆုံး9ပွဲမှာမာစီ PSG ကလွှဲကြံပွဲစဉ်တွေအကုန်လုံးကိုအနိုင်ယူထားတာကိုတွေ့ရပါတယ်ခင်ဗျာ Asian Stratford ကလည်းနောက်ဆုံး6ပွဲမှာ press ကိုတည်ကြပြီးကျန်တဲ့အသင်းတွေကိုအကုန်နိုင်ယူထားတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်နှစ်သင်းစလုံးရဲ့တိုက်စစ်ကလက်ရှိအနေအထားအရအားရစရာကောင်းလောက်တဲ့အနေအထားရောက်ရှိနေတာကြောင့်ဘော်ဒီဂျေးပျော့ပြောင်းတဲ့အတွက်တည်ကြနေတာကြောင့်ဂိုးပေါင်းဘက်ကိုပဲကျွန်တော်အနေနဲ့ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာ3လုံးပလက်45ဂိုးပေါင်းကြီးမှာ2-1-2-2ဆိုတဲ့ရလဒ်တွေကိုမြင်ရဖို့ကျင်းတည်တဲ့လောက်ရှိတာကြောင့်ဂိုးပေါင်းအပေါ်လေးကိုပဲကျွန်တော်ပေးချင်ပါတယ်ခင်ဗျာနောက်ဆုံးပွဲစဉ်အနေနဲ့အင်္ဂလန်ချန်ပီယံရှစ်ကရှက်ဖီးယူနိုက်တက်နဲ့ကိုဗင်ဒီပွဲစဉ်လေးကိုကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီပွဲလေးရဲ့ပေါက်ကြီးရအင်ရှင်အနေနဲ့ level 85ပြဂိုးပေါင်းစီ2-80ဆိုပြီးတော့ကျွန်တော်ပေးထားတာကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဘော်ဒီဂျီ85ပြားအရာဒီပွဲကအင်ရှင်တို့တည်ကြသွားနိုင်တယ်လို့နိုင်လဲနိုင်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲလေးကိုအင်ရှင်နဲ့ပဲအရေးဆုံးတင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ YouTube channel ကို like and subscribe လေးနဲ့ကျွန်တော် TikTok channel လေးကိုတော့ကျွန်တော်ပေါင်းလေးနှိပ်ပြီးတော့အသေးလေးပေးတော့ဖို့ကျွန်တော်မမေ့ကြပါနဲ့ခင်ဗျာကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ